ထိုင်းနိုင်ငံမှာနေတာ20ကျော်သွားပြီတခါမှချင်းမိုင်မှာသွားဘူးသေးဘူးမင်္ဂလာပါရှင်ဘန်ကောက်ကနေပြီးတော့ချင်းမိုင်ကိုကျွန်မသွားမယ်ဗီဒီယိုလေးပေါ့နော်အိမ်မှာလောက်တာနောက်ကျသွားလို့ပေါ့အဲ့တော့မမတို့စီပြောစတာကဘဝမှာပေါ့နော်ထိုင်းနိုင်ငံမှာနေတာ20ကျော်သွားပြီတခါမှချင်းမိုင်မှာသွားဘူးသေးဘူးအခုကလမ်းမှာသတိရတယ်ထားလို့တယ်မမတို့စီဗီဒီယိုလေးကိုပေါ့နော်ကျွန်မ EP နဲ့သွားမယ်ဒါတော့ EP1 ပေါ့ဟိုရောက်မှဘာတွေရှိတယ်ဘယ်လိုနေရာတွေဆိုတာမမတို့စီက EP နဲ့သွားမယ် follower လုပ်ပြီးအသေးလုပ်ပြီးတော့ share ထားပေးကျွန်မအောင်နော်အခုပေါ့နော်ကျွန်မကလမ်းတစ်ဝက်ရောက်နေပြီပေါ့နော်ဒီနေရာတော့ဘယ်နေရာတော့မသိ location မှာကြည့်ပြရမယ် location နဲ့သွားတာပေါ့နော်အဲ့တော့မမတို့စီကဗီဒီယိုဖိုင်လေးတွေကိုအရှိဖြစ်မှာဆိုလို့ကြည့်ရတာပြင်းမှာဆိုလို့အတူလေးတွေတင်ပေးပါပေါ့နော်မမတို့စီရဲ့ဗီဒီယိုစတင်ဆုံးကြည့်ထားပေး EP နဲ့သွားမယ်နော်ဟိုရတဲ့ခါကျတော့ချီမောက်လို့စီပြပေးမယ်နော်ဒါဘဝမှာပထမဦးဆုံးပဲထိုင်းနိုင်ငံမှာ20ကျော်သွားပြီဘန်ကောက်ကနေပြီးတော့ထိုင်းကိုကားမောက်ပြီးတော့လင်းနဲ့သွားတာမသွားဘူးကိုကားမောက်ပြီးသွားချင်လို့နော်အဲ့တော့ကဲသွားမယ်ဟိုရောက်ပါဆုံမယ်ဟိုမှာထပ်ပြမယ်နော်ဘယ်နေရာသွားဘာလုပ်တယ်ဘာစားလဲဆိုတာတော့ like ခဲပါအောင်ရှေ့